တင်ပန်းတိုင်တွေကိုရောက်ဖို့ရုန်းကန်နေရလားအောင်မြင်မှုကိုအိမ်မက်မက်နေပေမဲ့တန်တရားနဲ့အာယုံပြန့်လွင့်မှုတွေကတင့်ကိုဟန်တာနေတယ်တင့်အနာဂတ်ကိုမြင်အောင်ကြည့်ပြီးအမှန်တကယ်ဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ကိုပုံရိပ်ဖော်ခြင်းနဲ့အုံနောက်ကစိတ်ကူးနဲ့လက်တွေ့မကွဲလို့အောင်မြင်မှုပုံရိပ်ဖော်ခြင်းကအာယုံကြောလန်းကြောင်းများဖန်တီးကလှုပ်ဆောင်လို့စိတ်ကိုတိုးစေပါတယ်မြင်မာခံစားပါအောင်မြင်ပါပြီးပြည့်စုံတဲ့နေ့ကိုအာယုံ၅ပါးနဲ့ခံစားပြီးအတားအဆီးကျော်လွှားပုံကိုပုံဖော်ပါဇွဲရှိခြင်းကအဓိကပါစိတ်ကူးမှလက်တွေ့သို့ရှင်းလင်းပြတ်သားမှုကစွမ်းအားပါပဲနေ့စဉ်ပုံရိပ်ဖော်ခြင်းနဲ့မစုံမနစ်တဲ့တင်းငယ်တဲ့ခြေလမ်းတွေကိုတွဲလုပ်ပါဒါကပဲအိမ်မက်တွေကိုလက်တွေ့ဖြစ်လာစေမှာပါတန်တရားဝင်လာတဲ့အခါစိန်ခေါ်မှုနဲ့အစိုးမြင့်စိတ်တွေလာတဲ့အခါလှုပ်ဆောင်မှုနဲ့တုံ့ပြန်ပါအခက်ခဲတိုင်းဟာရည်မှန်းချက်ကိုပိုကောင်းအောင်လုပ်ဖို့အခွင့်အရေးပါတသက်တာအောင်ပွဲများပုံရိပ်ဖော်ခြင်းဟာအုံနောက်ကိုအခွင့်အလမ်းမြင့်တက်အောင်လေ့ကျင့်ပေးပြီးဘဝကိုပြောင်းလဲစေတဲ့တွေးခေါ်ပုံစိတ်ဓာတ်ပါတင်းရဲ့အနာဂတ်အခုပဲစတင်ပါပြီစိတ်ကူးကိုအမှန်တကယ်ဖြစ်အောင်ဒီနေ့ပဲစတင်လိုက်ပါမှတ်ချက်မှာငါလုံးမဲ့ရေးပြီးအတူတူအောင်မြင်ကြစို့